မြတ်ဗုဒ္ဓလောင်းလျာဒုက္ခရာစရိယာ6နှစ်ကျင်း၍တရားအစစ်ကိုဖွေရှာလုံးလာသွေမလျှော့ပါကိုရောတိုင်းအပြင်းမှလို့ဖယားဖြစ်ကိုမှန်စစ်ကြံရွယ်က6နှစ်တိုင်းဖွေရှာသို့ပါတော့လေမသေးကြတရားအမှန်ရနိုင်သောနိလန်းစာကိုဆင်ခြင်ကအကျဉ်းတော်ဖြစ်ပေါ်လာတစ်ဖက်ဆုံးရောက်တဲ့လမ်းကိုရှောင်းငါပဲခွာမြစ်စီမပရိပရာအလေလန်းလန်းဖြင့်ရှာဖွေရဉာဏ်ပညာဖြတ်မှလို့လောင်းမြစိတ်မှထင်မြင်လားထိုသည်အခါဒီနာနီကုန်းရွာဥရဝေလာတော်ရဲ့အနီးမှာသူသာတကညာမီတော်သာစုပန်ကနှစ်စဉ်တိုင်းလာရေကစိုးထံလို့လားလောင်းတော်တိတ်တဆာမင်းသားသည်ဒုက္ခရစရိယာလမ်းစဉ်ဖြင့်6နှစ်တိုင်းခက်ခဲပင်ပန်းစွာကြည်ကြံပါတော်လဲဖျားမဖြစ်နိုင်ခဲ့သဖြင့်မြစ်စီမပရိပဒါအလေလန်းလန်းစဉ်ဖြင့်လက်ဝဲလေရာခဖျားသောအစွန်းတို့ကိုပယ်ရှားပြီးဖျားဖြစ်ဖွယ်ရာအထုဆဲဖြစ်ပေ၏ထိုအခါဥရဝေလာတော်အနီးဒေနာနီကုန်းရွာကတခေသမီးသူဇာတာသည်သားစုပန်ခဲ့တာပြည့်စုံသဖြင့်ရုပ်ကစိုးနတ်မင်းကြီးရှိရာဒေနာနီကုန်းရွာထိပ်ကညောင်မင်းကြီးတို့နှစ်စဉ်ဗလိနတ်စာပူဇော်ပသရလာနေကြပင်ဖြစ်ပါသည်တရားသုံးခုသက္ကရာတော်ကျုံကဆုံလာပြီနေမှာဘုရားလောင်းလျာအာယုံချစ်ချုံလင်းစားထုံညောင်မြင်မှာအရှိရသူမျက်နှာမူ၍သာရွှေစစ်ထိန်ဝင်းတပ်ပေကတင်းနေသွားပြီခိုင်နေတော်မူသောအခါတထေကတော်သူစားတာတွင်မျောရှုတာမပုံနာအေးစေမကိုညောင်မင်းကြီးစီအမြန်သွားလို့လားနေရာထိုင်ငယ်ရှင်လေးသုတ်တင်မှာပြောကြတဲ့အခါညောင်မင်းကြီးစီတို့မပုံနာလာပြီသာမဟာတက္ကရာ103ခုနှစ်ပစုံလာပြီနေလေသေနာနီကုန်းရွာထိပ်ကညောင်မင်းကြီးရဲ့ပင်ကြီးရင်း၌နာနေစောသောပိုင်းအချိန်တွင်အရှိရတုမျက်နှာမူပြီးအလောင်းတော်အရှင်မြတ်သည်တရားနှလုံးသွင်း၍ထိုင်နေတော်မူပါလေထိုအခါတထေးကတော်သူဇာတာသည်နှစ်စဉ်ကစုံလာပြီနေသည်ပူဇော်ပတ္တမြတ်ဖြစ်သောညောင်မင်းကြီးစီတို့ပုံနာအမည်ရှိသောကျွမ်းမကိုနေရာထိုင်ငင်းများရှင်းလင်းထားရန်စေခိုင်းခြင်းအရာမှတ်ပုံနာသည်နေရာထိုင်ငင်းများရှင်းလင်းရန်အတွက်ညောင်မင်းကြီးစီတို့ထွက်ခွာလာပြီးတော့သည်